အားလုံးသာလီစွာပါအကျော်ရခိုင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုနရီစရာသတင်းဌာနကနေတောင်းဆက်ပေးနေကြပါရခိုင်ပြည်ကြောက်ဖုံမြို့အနီးအနားအထိတိုက်ပွဲတီနင်းကဲလာတာဖိုက်တဲ့အတော့ရန်ကုန်ကိုစိုက်ပြေးရှောင်ရဲလူတီများပြလာလို့လေရင်လက်မဲ့တဆောင်ကိုကျဲသိန်း20ကျော်အထိဆန့်ရှင်တောင်စီးနှုံမြောင်းတက်နေပါရယ်အာရခတက်တော် AA ကပိုက်ခက်လိုက်တဲ့လက်နက်ကရီဂျီတီဂရောင်းရခိုင်ပြည်စိုက်တွေမြို့မှာရှိရစိုက်တဲ့စကန်တီကဘိုးအဆောင်အပါအဝင်တီဆုံဒန်ရာရှိရလူတီညပရနေရလို့ဆိုပါရယ်ဘဝကိုဝန်းနေစွာဖက်သက်နေရရမတန်ဆွမ်းအမျိုးသမီးတယောက်အကောင်တထောင်ဆောင်ပါတီအပါအဝင်တခါစိတ်ဝင်စားဖို့ကောင်းရတထောင်တီကိုလေအကျွင်အီမရက်ခိုင်ကတောင်းဆက်ပေးလောက်ဖို့ဖိုက်ပါရယ်ရခိုင်ပြည်ကြောက်ဖုံမြို့အနီးအနားအထိတိုက်ပွဲတီနင်းကဲလာတာဖိုက်တဲ့အတော့ရန်ကုန်ကိုစိုက်ပြေးရှောင်ရဲလူတီများပြလာလို့လေရင်လက်မဲ့တဆောင်ကိုကျဲသိန်း20ကျော်အထိဆန့်ရှင်တောင်စီးနှုံမြောင်းတက်နေပါရယ်အခုနောက်ပိုင်းကြောက်ဖုံမျိုးနေတော့မှတိုက်ပွဲတိပုံမှုပရော့ထန်လာပြီးကြီးမျိုးအနီးအနားထိနင်းကက်လာနေရတော့ကြောက်ဖုံမျိုးကနေပရီမာဖောက်ကိုစိုက်ရှောင်ရီလူတိမြော့ပရော့နေရလို့သိရပါရယ်မြော့ပိုင်စိုက်ရှောင်ရီလူမြော့လာရတော့နဲ့အခုဒီဇင်ဘာလတော့မှလေရင်လာမဲ့တဆောင်ကိုဖိတာစိတ်20ကျော်ထိဆန့်ရှင်တောင်ဈေးနှုန်းတော့တနေရဆော့ဖိုက်တေးလို့ရန်ကုန်လာဖို့ပြောနေရမျိုးခန့်အမျိုးသမီးတယောက်ကနရင်စရာကိုပြောပါရယ်သူရဲ့အတန်ကိုတော့ကြီးလုံခုံရဲ့အရာအသံအစားထိုးဖက်ကရပြီးထားပါရယ်ဒီလာတော့မှပြေသိမ့်20အထိတာလာဟာရီရေကုန်လာဖို့လူဒီအများကြီးလာမဲ့အယွန်လူရှွန်စီဖိတာသိမ့်20ပြီးပါရီအယွန်ကကြောက်ဖို့ရန်ကုန်လင်းလာမဲ့တဆောင်ကိုဖိတာခနိုင်သိန်းကနေဖိတာသိန်း30ကျော်ရှိခါရာကနေအခုရာပိုက်တော့မှဖိတာသိန်း30ကျော်ထိစီမနောတာလာဆောပါကြောက်ဖူမျိုးကနေပရီမာဖောက်ကိုထော်ခေါ်ရီလူပိုဗနာမြောက်ပရလာဆောနဲ့အများမျိုးခန့်ပူဇာတချို့ဆောထွေအောင်နဲ့ပူပေါင်းမလားထောက်ခန့်စားတော့ငွေကရအစားမတန်တောင်းခန့်စောတီလေးရှိရလို့သိရပါရယ်အခုဒီဇင်ဘာလအတော့မှာကြောက်ဖူမျိုးနေမှာတိုက်ပွဲတီပရော့ထန်လာနေတော့နေကျရော်တီကစိုက်လျှောက်ဒေတာခန့်တီနဲ့ရန်ဘရီမြောက်ဦးကြောက်တော့စိုက်တွင်နဲ့ရသေးတောင်စားရအာရခတက်တော်အေးထိရှုံထားရမျိုးနေတီကဒေတာခန့်အများပရော့ဆောရန်ကုန်ကိုစိုက်လျှောက်ဖို့တော့ကြောက်ဖူမျိုးထောက်ကိုရောက်ရှိလာခဲ့တယ်လို့မျိုးခန့်အမျိုးသားတယောက်ကပြောပါရယ်ညာကဆိုရင်လည်းရဗုဒ္ဓစီဝင်လာတယ်လူငါးစီလောက်ပါတယ်လေဒီကြောက်ဖူမျိုးကိုဝင်လာဆိုရေအဝင်တော့ခုံဖူးရယ်ဒီမျိုးကနေထောဟောင်းဟောင်းမပြီးပြီလေစိုက်ကော်မရှင်ဆိုရခိုင်မှာဘရိခရီ2023ခုနှစ်နိုဝင်ဘာလကနေစပါနာတိုက်ပွဲတိကိုအကောင်ပရပီတီရခိုင်နဲ့ပရီမာဖောက်ကိုစားသွေးထားရကုန်းလန်းရီလန်တီကိုအခုအချိန်ထိပိတ်ဆို့ထားပါရယ်ရေကလေးစိုက်ကော်မရှင်ထင်ရှုံထားရကြောက်ထုနဲ့စိုက်တွေမျိုးကိုတော့ကလီဂရန်ခရီးစီတခုကိုပဲဖုံးပြီးထားပါရယ်ကြောက်ထုမျိုးဘရောင်ကနေဒီမှာဖိုက်ပေါ်နေရအေနဲ့စိုက်ကော်မရှင်စိုက်တဲ့တီတိုက်ပွဲတီကထောလာရလာနာကြီးလာနာငယ်ပိုက်ခဲတဲ့တီဘုံကရရှာရအတဲ့တီကိုပါမျိုးအနီးအနားကနေကော့လာရရတော့ပရီမာဖောက်ကိုထော်ခေါ်ရလူတီများလာစော်လေးဖိုက်ပါရယ်လာရှိမှာကြောက်ဖုံမျိုးတွေကတိုင်ရှော်မွန်ဘရစာရီနေရာတီမှာအေနဲ့စိုက်ကော်မရှင်စိုက်တဲ့ရိုတိုက်ပွဲဆာလာပရွန်ထန်နေပါရယ်